Hello everyone မျှော်နေကြမယ်ထင်တဲ့ interview podcast episode 3လေးလာပါပြီเนาะဒီ episode မှာတော့က interview ဖြေဖို့ဘယ်လိုပြင်ဆင်ခဲ့လဲနဲ့ဖြေနေစမှာပါအခက်အခဲလေးကြုံခဲ့ရလဲဆိုရယ် experience sharing လေးလုပ်ပေးသွားမှာပါပထမဆုံးအနေနဲ့ဘယ်လိုပြင်ဆင်ခဲ့လဲဆိုတာလေးပြပြပေးပါမယ်အရင်ဆုံးမေကွန်း sample ရေးရှာပါတယ်အဲ့ဒီအချိန်တုန်းကတော့ဒီ ChatGPT တွေ AI နေမရှိတာဆိုတော့မသိခဲ့ရပါတော့မသိသေးတော့ Google တို့ YouTube ကနေဆင်ပြီးတော့ရသလောက်စုခဲ့ပါတယ်တခြား scholarship interview video တွေတင်ထားတာတွေကြည့်ရဲပြီးတော့အဲ့လိုမျိုးမေကွန်း sample တွေ Google မှာရှာရဲပြီးလို့ရှိရင်ရေဘူးမေကွန်းလေးတွေကိုထုတ်တယ်ပြီးတော့တခြား scholarship organization နဲ့ကိုက်မယ်ထင်တဲ့ဒီ major နဲ့ကိုက်မယ်ထင်တဲ့မေကွန်းလေးတွေလိုက်ဆိုပါတယ်အခုဆိုရင်တော့ပိုလွယ်သွားပြီပေါ့နော်အဲ ChatGPT ကို AI တခုကိုကောက်ပြီးမေးလိုက်ရင်တော့သူတို့ကမေကွန်း list လုပ်ပေးမှာပဲကွာဆိုတော့ပြီးလို့ရှိရင်တော့အဖြေတွေကိုပြန်ဖြေကြည့်ပြီးတော့မှနေ့တိုင်းဖတ်ပေးရဲဒီနေရာမှာအလွတ်ချက်တာမျိုးမဟုတ်ဘဲနဲ့တချို့အချက်အလက်လေးတွေ vocabulary တွေကိုအဓိကထားပြီး memorize လုပ်ပါတယ်အဖြေရဲ့အခါမှာလည်းဒီချာ Chinese organization နဲ့ Bangkok University website တွေကိုလေ့လာပြီးမှဒီတင့်တော်တဲ့အဝင်ခွင့်ကြားဖြစ်တဲ့အဖြေကိုစဉ်းစားရပေါ့နော်အဓိကကတော့ကိုတက်မဲ့မိချာအကြောင်းနဲ့ရှောက်ထားတဲ့ organization အကြောင်းကိုကောင်းကောင်းသိထားဖို့လိုပါတယ်ဆိုတော့များများလေ့လာပေးပေါ့နော်ပြီးရင်တော့အစမ်းလေ့ကျင့်နဲ့ M နှုံကတော့တကယ်ချင်းအိမ်နဲ့လည်းနီးရောသူ့ကို interviewer အနေနဲ့ပဲတယောက်ဆောင်ခိုင်းပြီးတော့မိကုန်းတွေကို random မေးခိုင်းပြီးတော့အစမ်းဖြေကြည့်ရပေါ့နော် M အနေနဲ့တော့ speaking လည်းသိမရတာလည်းပါတာကြောင့်မို့လို့လေ့ကျင့်တာကိုတစ်ပတ်လောက်အထိလုပ်ခဲ့ပါတယ်M နှုံကလည်းဒီ senior အကိုပေါ့နော်တလင်းတိုက်ယာရီကအကိုစီကိုခဏအပူကပ်ပြီးမသိခဲ့ရတယ်မေးခဲ့ရတယ်ပေါ့နော်အဲ့လိုပဲအခုလည်းပြင်ဆင်ရုံးမှာမသိရတယ်ရှိလို့ရှိရင်တော့လက်လန်းမီရဲ့ဘသူ့ကိုမဆိုမေးဖို့မကြောက်ပါနဲ့ M page မှာလည်းလာမေးလို့ရပါတယ်နောက်တစ်ခုကတော့တခြားဆောင်ရန်ရှောင်းရန်လေးတွေကိုပြပြပေးမှာပါအဝတ်အစားလေးတခြားရွေးတယ်ပေါ့နော် M နှုံကတော့အရန်ကြီးလက်ပနေကြမလို့ M နှုံကတော့ဒီရှက်အဖြူလေးကိုပဲတမပြတ်လေးဖြစ်အောင်ဝတ်တယ်ပြီးလို့ရှိရင် internet ကောင်းမကောင်းလဲချက်ပါတယ်ပြီးတော့အဲ့တုန်းကမီးပုံမှန်မရတော့အခုလည်းမရသေးဘူးထင်တယ်ကိုသုံးမဲ့ laptop ဒါမှမဟုတ်ဖုန်း battery ပြည့်နေအောင်တွင်းထားရဲ power bank နေပါရှိရင်လည်းစောင့်ထားပါတော့ပြီးရင်အတက်နိုင်ဆုံးတိတ်ဆိတ်တဲ့နေရာကိုရွေးပါကိုအိမ်ကအရန်ဆူတဲ့ပတ်ဝန်းကျင်မှာရှိရအဆင်မပြေဘူးဆိုရင်ကိုဖြေလို့ရနိုင်မဲ့တငယ်ချင်းအိမ်ပဲဖြစ်ဖြစ်အတိအိမ်ပဲဖြစ်ဖြစ်အကူကြီးတောင်းပြီးတော့ပတ်ဖြေပေါ့နော်ဒါပေမဲ့အဓိကကတော့ကိုတတော်တာဖြစ်တဲ့နေရာမျိုးမှာတော့ဖြေပေါ့နော်အဲ့တော့ကဒီကြုံခဲ့ရတဲ့အခက်ခဲကကြတော့ဒီ interview ဖြေနေတဲ့တန်လန်းမှာနေအရန်ပူတော့ device က heat ဖြစ်ပြီးကြွသွားတယ်ပေါ့နော်ဆိုတော့ရုပ်တရက်ဘာမှတုံးလို့မရအောင်အဲ့တော့ laptop နဲ့ဖြေရပါတော့ဆိုတော့အဲ့ကြတော့ပြသွားမယ်လေဖုန်းနဲ့ချက်ချင်းပြန်ဝင်လိုက်ပြီးဖြေပြီးတော့မှဒီအကျိုးကြောင့်ပြတော့သူကစောင့်နေပြီးရဲသူလက်ခံနေပေါ့နော်ဆိုတော့အဲ့အတက်နိုင်ဆုံးအလိုမဖြစ်အောင်တော့အခုတော့ကြိုတင်ပြင်ဆင်ထားလိုက်ပေါ့နော်အထူးကတော့ကိုမပြင်ထားတဲ့မထင်မှတ်တဲ့ဟာတွေမီးလာရင်တောင်မှမပြဘူးနဲ့စိတ်အေးထားပြီးအဖြေကိုဖြေပါ episode 2မှာလည်း M နှုံးကလည်းဒီမထင်မှတ်တဲ့မိကုံးလေးမီးလာရလို့ပြောထားတယ်အဲ့မိကုံးကအခု M ကိုလာပြီး contact လုပ်တဲ့ shortlist တယောက်ကိုလည်းမေးရလို့ပြောပါတယ်တချို့ပြောတဲ့ English အမြင့်ကြီးသုံးပြီးတော့မေးလာတော့အဖြေကအရန်ရှိနေစောင့်ပေးပါမလားအချိန်မလုံလောက်မှဆိုလို့ဆိုတာတွေကိုအရန်စိတ်မပူပါနဲ့အဖြေတစ်ခုကိုအချိန်ဘယ်လောက်ဆိုပြီးတော့မသတ်မှတ်ထားပါဘူးဒါပေမဲ့လည်းကိုယ့်ဘက်ကဖြေတဲ့အခါမှာတော့သူတို့မေးတဲ့မေးခွန်းရဲ့အဓိကအချက်ကိုပဲဖြေပေါ့နော်တစ်ဖက်ဆိုင်မှာစကားပြောသူတို့စကြောင်းကြီးတော့ပြောနေရင်တော့အဆင်မပြေဘူးပေါ့မေးခွန်းနားမလည်လို့ရှိရင်လည်းရိုးသေးသေးရင်းကြီးလေးနဲ့ပဲပြန်မေးလို့ရပါတယ်ပြီးတော့ပြုံးဖို့လည်းမမေ့ပါနဲ့ဆိုတော့ဒါတွေကဘယ် interview မှာပဲဖြစ်ဖြစ်ပြင်ဆင်ထားတဲ့အချက်တွေလို့ထင်ပါတယ်ဆိုတော့အားလုံးပဲခံကောင်းကြပါစေနော်နောက်ဗီဒီယိုတွေမှာလည်း scholarship tips and experience လေးတွေကိုထပ် share ပေးသွားမှာဖြစ်လို့ channel ကို like and subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော် see you ပါ